ရွှေတို့ရဲ့ social media မှာပြည်သက်တွေအားလုံးပဲမင်္ဂလာပါ Manchester United က Mourinho ကိုစားထိုးဖို့အတွက် Oliver Glasner နဲ့တည်တံ့စကားပြောခဲ့တယ်လို့သိရပါတယ် Crystal Palace နဲ့စာချုပ်သက်တမ်း6လကကြန့်ရှိပေမဲ့ Crystal Palace အသင်းကသူ့ကိုလက်မလွတ်ချင်တာကြောင့်စာချုပ်သစ်ကန်လန်းခဲ့ပေမဲ့ Oliver Glasner ကတော့ညှင်းဆန်ခဲ့ပြီးတော့သူ့ရဲ့နီးပြဘဝက Crystal Palace မှာမသေးကြတော့တဲ့အခြေအနေကိုရောက်ရှိသွားပါပြီနီးပြ Ryan Hodgson ထွက်ခွာပြီးနောက်2024ဖေဖော်ဝါရီလမှာ Crystal Palace ကိုစတင်ကင်တွယ်ခဲ့ပါတယ်82ပွဲကင်တွယ်ပြီးချိန်မှာ15ပွဲသာရှုံးနေထားတဲ့ရလက်ကောင်းကိုပိုင်ဆိုင်ထားတဲ့နီးပြလည်းဖြစ်ပါတယ်။ Crystal Palace ရဲ့နောက်တန်းကစားသမား Mark Gui ကလီဗာပူးနဲ့အပြောင်းရွှေ့ပြက်ပြဲပြီးတဲ့နောက်မှာသူ့အနေနဲ့လက်ရှိကလပ်အတွက်ပဲအာရုံစိုက်ထားကြောင်းမိတ်ဖြေတစ်ခုမှဖြေခဲ့ပါတယ်။လီဗာပူးတင်းကသူတို့ရဲ့နောက်တန်းကစားသမားကွန်နာတေးထွက်ခါမှာဖြစ်တာကြောင့် Mark Gui ကိုပေါင်35သန်းနဲ့ခေါ်ယူဖို့အတွက်အရင်ရာသီတုန်းကသတင်းတွေထွက်ခဲ့သလိုကစားသမားနဲ့ပုံကိုရေးရသဘောတူညီမှုတွေလည်းရရှိခဲ့ပါတယ်။ဒါပေမဲ့နှစ်သိန်းကြားညှိနှိုင်းမှုမှာအဆင်မပြေဖြစ်ခဲ့တာကြောင့်ဒီပြောင်းရွှေ့ရပြက်ပြဲခဲ့ပါတယ်။ကစားသမားက Crystal Palace နဲ့ရာသီကုန်မှာတက်တန်းကုန်ဆုံးမှာဖြစ်ပြီးတော့လီဗာပူးအနေနဲ့သူ့ကိုဒီလာမယ့်ဇန်နဝါရီလမှာခေါ်ယူအောင်မှာမဟုတ်ပေမဲ့နောက်ရာသီမှာထပ်မံခေါ်ယူဖို့ကြိုးစားသွားမှာဖြစ်တယ်လို့သိရပါတယ်။ဂါဇာအရေးကိစ္စကြောင့် Israel ကိုနိုင်ငံတကာဘောလုံးပြိုင်ပွဲတွေကနေပြီးတော့ဆိုင်းငံ့ဖို့အတွက်တောင်းဆိုမှုတွေရှိလာခဲ့ပေမဲ့ UEFA ဥက္ကဋ္ဌဖြစ်တဲ့ Infantino ကတော့မတူညီတဲ့နိုင်ငံအသီးသီးရဲ့စီးလုံးညီညွတ်ရေးတွေကိုဘောလုံးအားကစားကပေါ်ဆောင်ပေးနိုင်မယ်ဆိုပြီးတော့ယုံကြည်တာကြောင့်ဒီတောင်းဆိုမှုအားလုံးကိုပေးချခဲ့တယ်လို့သိရပါတယ်။အခုလိုဘောလုံးသတင်းတွေနဲ့ဘောလုံးပွဲခံမှန်းချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ခဲ့ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်